ဆမ်မရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဆမ်မရဲ့ကဏ္ဍကိုစောင့်မျှော်အားပေးနေကြတဲ့ဆမ်မပရိသတ်တွေအားလုံးကိုပေါက်ကြပါစေလို့ဆမ်မဆုမကောင်းတောင်းပေးလိုက်ပါတယ်စေတနာရှင်ဆမ်မလေးအကောင့်ကနေကြိုဆိုလိုက်ပါတယ်ဆမ်မတင်သမျှကဏ္ဍတွေကိုမလွတ်တမ်းသိရှိရအောင်မြင်နေရအောင်ဆမ်မရဲ့အကောင့်လေးကို subscribe လုပ်ထားပေးပါ like and subscribe လုပ်ထားပေးပါခေါင်းလောင်းလေးကိုနှိပ်ပေးထားပါမနေ့ညနေကဆီယာမကနန်9တဲထွက်ခဲ့တယ်။အားစရာတော့မလိုဘူးဆီယာမကနန်ကိုလိုက်ထိုးတဲ့သူတွေကအားစရာတော့မလိုပဲနဲ့ဆီယာမ3ကွက်ပေးတဲ့ထဲက9တဲနဲ့တဲအောင်ခဲ့တယ်။ပြီးတော့ဆီယာမဟာဗုဒ္ဓဟူးမကျော်မွေးပရိတ်6ပရိတ်ပြီးခဲ့တာလည်းမှန်ခဲ့ပြီ။ဒါကြောင့်မို့လို့ဆီယာမဒီနေ့ဒီညညနေမှာမွေးပရိတ်အသစ်ထပ်ပေးပါမယ်။ဗုဒ္ဓဦးမကျော်6ပရိတ်ပေးခဲ့တဲ့အထီးကမွေးပရိတ်ကပြုသွားပြီမို့အခုကြာသပတေးတောက်ကြအတွက်2ရက်အတွက်မွေးပရိတ်ထပ်ပေးပါမယ်3-5ပရိတ်ကိုဆရာမကြိုက်ပါတယ်မိန်းတင်ကတော့5ပရိတ်ပါအရန်ကတော့3ပရိတ်ပါနောက်ဆရာမကကြာသပတေးတောက်ကြ2ရက်အတွက်ပေးထားတဲ့ကဏ္ဍ3ခွက်ရှိပါတယ်အဲ့ဒါကိုပြန်ပြောပြပါမယ်အခုမထွက်သေးဘူးမို့လို့အဲ့ကဏ္ဍ3ခွက်ကိုပြန်ပြောပြပါမယ်ဆမ်မရဲ့ဗီဒီယိုကိုမတွေ့လိုက်တဲ့သူတွေအတွက်ဆမ်မပြန်ပြောပြပါမယ်1 2 1 4 1 9ဆမ်မကြိုက်ပါတယ်1 2 1 4 1 9ပါကြာသပတေးတောက်ကြမှာတို့ဖို့အတွက်1 2 1 4 1 9 3ခွက်ကိုဆမ်မပေးခဲ့တာဆမ်မဗီဒီယိုကိုမတွေ့ရသေးတဲ့သူတွေအတွက်ဆမ်မပြန်ပြောလိုက်ပါတယ်နောက်တစ်ခုကဒီမနေ့ဒီနေ့လေလေးထွက်ထားတဲ့အတွက်ဆ iam အတွက်ကနန်းပေါ့နော်တကွက်ထပ်တိုးပါတယ်ဆ iam ကြိုက်ဆုံးကနန်းတကွက် main တင် all ကွက်တကွက်ထပ်တိုးပါတယ်ဒီဟာကိုထိုးမဲ့သူတွေထည့်ထိုးပေးပါအကြိုက်ချင်းတွေ့ရင်လိုက်ထိုးပါကနန်းလေးကိုပြောပါမယ်ကနန်းလေးကတော့7 9ခွန်9ကိုကြိုက်ပါတယ်များသောအားဖြင့်လေးထွက်ပြီးရင်7ကြတတ်ပါတယ်ဒါကြောင့်မလို့ဆ iam အခုကြိုက်နေတဲ့6နဲ့တွဲပြီး7 9ကိုဆ iam ကြိုက်ပါတယ်ဒါကတော့တွက်ဆိုင်ကြရတာမဟုတ်ပါဘူးဒါကအပူလေးလာတိုင်းမှာလာတက်ကြိုက်တဲ့ကနန်းတစ်လုံးရဲ့ဆ iam ကြိုက်တဲ့ကနန်းတစ်လုံးရဲ့တွဲလိုက်တာပါ7 9ကိုအကြိုက်တွေ့ရင်လိုက်ထိုးပါ2Dကစောတက်မယ်ဆိုရင်အမြတ်များကြံမယ်မစောတက်ဘူးမဲတဲ့ပြီးအများကြီးဘောနော်လိုက်ပုံထိုးမယ်မဲထိုးနေမယ်မဲလိုက်နေမယ်ဆိုရင်တော့ရှုံးမှာပဲ 2D ဆိုလို့ရှုံးနေတဲ့သူတွေကများတယ်မြက်နေတဲ့သူတွေကညံကိုပပပဲလွှာသုံးတဲ့သူတွေပဲမြက်တာပါစောတက်မှာအမြက်ကျန်မှာဖြစ်ပါတယ်ဆ iam စကားကိုနားထောင်ရင်ပေါက်မယ်2D တွေ့တဲ့သူတွေဆိုတာလဲဒါဇန်ရနေတာမဟုတ်တဲ့အတွက်သူတို့ကလွဲတဲ့အခါလဲလွဲမယ်ဆ iam မှာပေါက်တဲ့အခါလဲရှိမယ်လွဲတဲ့အခါလဲဆ iam ကိုနားလဲပေးပါကဲဆ iam ပေးတဲ့ကဏ္ဍလေးနဲ့ဆ iam ရဲ့ပရိသတ်တွေအားလုံးပဲပေါက်ကြပါစီအကျွေးတွေရှိရင်လဲကြည်ပါစီလို့ဆ iam ဆုတောင်းပေးလိုက်တယ်နော်